အခုပြောပြမယ့်အကြောင်းအရာတွေကစိတ်နှုနယ်ကြွေအတွက်မကျင့်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါတွေအားလုံးကစာအုပ်ထဲကပုံမြင်နေမဟုတ်ဘဲနဲ့လက်တွေ့မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ထိတ်လန့်စရာဖြစ်မှန်တွေဖြစ်လို့ပါပဲ။ကဲအစဉ်သဖြင့်စလိုက်အောင်ဗျာ။ကျွန်တော်တို့အားလုံးဟာတေဆုံးပြီးတဲ့နောက်ဘာဖြစ်မလဲဆိုတော့ကြောက်လေရှိကြပါတယ်။ဒါပေမဲ့တချို့အပြစ်ပြတ်တွေကတော့အသက်ရှင်နေစဉ်မှာငရဲကြသလိုထိတ်လန့်ဖို့ကောင်းနေတတ်ပါတယ်။ဒီနေ့မှာတော့လက်တွေ့ဖြစ်မှန် horror facts တွေကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်။နံပါတ်1 1518ခုနှစ်က Starbucks မှာလူတွေဟာအကြောင်းရင်းမရှိဘဲတည်တဲ့အထိရပ်ပေါင်းများစွာကခဲ့ကြတဲ့အဖြစ်ပြက်1518ခုနှစ်ကပြင်သစ်နိုင်ငံမှာလူပေါင်းရာနဲ့ချီပြီးအကြောင်းရင်းမရှိဘဲရပ်ပေါင်းများစွာဆက်တိုက်ကခဲ့ကြပါတယ်သူတို့ဟာနားကျင်ပေမဲ့နားလို့မရဘဲခြေထောက်တွေတွေးထွက်လာတဲ့အထိကခုံရင်းနှလုံးရက်တိတ်ဆုံးခဲ့ကြတာပါနံပါတ်2 The Silent Twins ဂျွန်နဲ့ဂျန်နီဖာဂေဘွန်တို့ညီမနှစ်ယောက်ဟာကြောက်နဲ့တယောက်ပဲစကားပြောပြီးနောက်ဆုံးမှာတယောက်သက်ရှင်ဖို့တယောက်ကအသေးခံခဲ့ရတဲ့အကြောင်း The Silent Twin လို့လူသိများတဲ့ညီမနှစ်ယောက်ဟာသူတို့အချင်းချင်းရလွင်ဘယ်သူနဲ့မှစကားမပြောခဲ့ကြပါဘူးသူတို့ထဲကတယောက်ပုံမှန်ဘဝပြန်ရဖို့အတွက်နောက်တစ်ယောက်ကအသေးခံပေးခဲ့ရမယ်လို့သူတို့ကယုံကြည်ခဲ့ကြပြီးနောက်ဆုံးမှာဂျန်နီဖာဟာထူးဆန်းစွာနှလုံးရက်ပြီးတေဆုံးသွားခဲ့ပါတယ်နံပါတ်4 The Codex Delusion ကိုတေနေပြီလို့ယုံကြည်နေတဲ့စိတ်ရောကအကြောင်းဖြစ်ပါတယ်သင်ဟာအသက်ရှင်လျက်နဲ့ကိုတေနေပြီလို့ခံစားဖို့ပါသလား Codex Delusion ဝေဒနာရှင်တွေဟာသူတို့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေပုတ်ပွားနေပြီဒါမှမဟုတ်သူတို့ဟာဝိညာဉ်တက်တက်ပဲလို့အခိုင်အမာယုံကြည်နေကြတာပါဒီအဖြစ်အပျက်တွေထဲမှာသင်ကြောက်ဆုံးအရာကဘယ်အရာဖြစ်မလဲနောက်ထပ်ထိတ်လန့်စရာဗီဒီယိုတွေကြည့်ကျင်သေးရင်တော့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်